ဒီနေ့ကတော့ day 2 recap ရဲ့ accept ဖြစ်ပါတယ်ဟိုလောက်ဒီလုံးနဲ့စောင့်နေတော့မှပဲဒီ design consultant လုပ်တဲ့သူကရောက်လာပါတယ်ဒါကတော့သူတို့ဆွဲပြထားတဲ့ floor plan ကိုဒီသူတို့ရဲ့ဒီ first presentation ပေါ့နော်ဒီနေ့ကကျတော့သူတို့ပေးထားတဲ့ first presentation မှာပါတယ်တချို့ဟာလေးတွေကိုပြင်ချင်တဲ့ဟာတွေပြီးတော့ဖြုတ်ချင်တဲ့ free box တွေပေါ့နော်အဲ့လိုဟာလေးကိုဒီနေ့ပြောတာဖြစ်ပါတယ်75. Yeah, Yes, just right. this we check is a little bit small Okay. for things to put on. That's all. Okay, if you okay to သူနဲ့ဆွေးနွေးရက2နာရီလောက်ကြာလာရပေါ့နော်တကယ်တမ်း appointment ယူထားတာ1နာရီပဲဖြစ်ပေမဲ့ပြောစရာကြီးများတာရဲ့ပြီးတော့ဒါကဒီရဲ့ meeting ပြီးရင်က purchase လုပ်မဲ့ process ကိုရောက်သွားပြီပေါ့နော်အဲ့ခါကျတော့တခါတည်းဒီပြင်ချင်တာပြောင်းချင်တာဖြုတ်ချင်တာတွေကိုဒီနေ့အပြီးပြောတာမို့လို့အချိန်ကတော်တော်ကုန်သွားပါတယ်အများကြီးဆွေးနွေးလိုက်တာမို့လို့ဘိုက်ကတော်တော်စားရပြီပေါ့နော်သူတို့ဒီ IKEA ရဲ့ဒီဆွေတင်စားစာလေးတွေအစားပြေးရောင်းနေနေရရှိတယ်အဲ့ဒီမှာပဲတခါတည်းအစားပြေးဝင်စားခဲ့ရပေါ့နော်အချိန်အပြင်ကညနေ4နာရီခွဲလောက်ရှိပြီဆိုတော့ညကလည်းမဟုတ်ဘူးနေ့စားလည်းမဟုတ်ဆိုတော့အရင်အပြည့်တင်မဟုတ်ပဲနဲ့ဒီတိုင်း snack လေးပဲစားမယ်ပေါ့နော်သူတို့ကဒီမှာဆွေတင်စားစာလေးတွေရောင်းနေပေါ့နော်တခြားဟာတွေတော့တိတ်မကြီးဘူးပဲမဲ့ဒီကြက်ကြော်လေးကလည်းရင်းတခါစားတော့ကကောင်းနေပြီးတော့ဒီအသားပါမုံလိုပုံစံမျိုးလေးပေါ့နော်အဲ့ဟာလေးလည်းစားကောင်းနေပြီးတော့ဒီကပူတင်ကိတ်လေးလည်းစားကောင်းနေပေါ့နော်စားနေကြဟာလေးတွေကိုလည်းပြန်ယူလိုက်ပါတယ် လူကစကားကြီးလည်းအများကြီးပြောထားတယ်ပြီးတော့သူတို့ရဲ့အဲကောင်းကလည်းအရင်အေးရပေါ့နော်အခါကျတော့လူကဖြူဖက်ဖြူရောရုပ်ကြီးဖြစ်နေပြီပေါ့နော်သူတို့ဒီ sweet snack လေးတွေကစားလို့ကောင်းနေပေါ့နော်အဲ့လိုမျိုးစီလဲတအားမများဘူးအစားပြေုံတော့ပဲဈေးရလည်းမဆိုးဘူးစစအောင်ကကျတော့ဈေးရင်းကြီးနေတယ်များပေါ့နော်တကယ်တမ်းက35ပဲ45ပဲနဲ့ဈေးလေးလည်းမဆိုးဘူးတော့အဆင်ပြေပါတယ်ဒီမှာက self service ဖြစ်တာမို့လို့စားပြီးတဲ့အခါမှာကိုယ်စပယ်ကိုတည်ကြရှင်ပြီးလို့ချင်းရင်ဒီစားပြီးတဲ့ပတ်စံလေးတွေတို့ထားခိုင်းတဲ့နေရာမှာပြန်ထားပေးရတယ်ပေါ့နော်စားပြီးတော့ရဲ့အခါမှာတော့ဒီညီညီထက်ကိုလာခဲ့ပါတယ်ဒီညီညီထက်ကတော့သူတို့ကော်စောတွေလိုက်တာတွေအိယာကင်းတွေအဲ့ဒါတွေအဓိကရှိတယ်ပေါ့နော်ဒီမှာကလိုက်ကအကြောင်းပြောဖို့လာပြီမယ်ဒီလိုက်ကဌာနကလူကသူကငါခွဲမှပြန်လာမှာလူကလည်းတအားပင်ပန်းနေအောင်ဆိုတော့မဆောင်တော့ဘဲနဲ့ပြန်ဖို့ပဲလုပ်လိုက်ပါတယ်သူတို့ shopping mall ဖွင့်တဲ့ aircon တွေကအရင်အေးအောင်မို့လို့လူကကောင်းကြိုက်ပြီးတော့မှပြန်ကနေမှပဲတော်တော်ကိုတောင်ချဆိုင်နေပေါ့နော်အဲဒါကြောင့်မို့လို့ဒီနေ့ day 3မှာအပြင်မထွက်ဘဲနဲ့အိမ်မှာပဲစင်ဒရေလာကားကြီးကြည့်ပြီးတော့မှနောက်ဖြစ်သွားပါတယ် day 3 recap အစား day 2 recap part 2တင်လိုက်ပါတယ်ဒီ design team တွေကဒီနေ့ပြောခဲ့တဲ့ဟာတွေကိုသူတို့ကမေလ2ရက်နေ့မှာသူတို့ကပြန်ပြီးတော့ present လုပ်ပေးမှာပေါ့နော်အဲခါကျမှပဲဒီကိုပြန်လာရမှာပါဒီနေ့ရက်ကတော့နားရက်ဖြစ်ပါတယ်ကုန်လို့ပြန်ရောက်ပါပြီကောင်းကောင်းနားယူလိုက်ပါဦးမယ်